ပဲမပူနိုင်ဘူး ဟုတ်ဒါကြီးလားဟုတ်လား အဲ့ဒါနိုင်မနာတော့ခွေးတော့တဲ့ရေတဲလာခဲ့တာရေချိုးတာလေအဲ့ခွေးနားမှာရှိတော့ချိုးတာပတ်တော့နိုင်မနာကိုမပြောဘဲနေမလားလို့ကနာလို့ပြောလိုက်ပါဒီတော့ကြည့်တော့ချင်းမွန်ပြီးတော့နည်းနည်းပါးပါးသုံးဆောင်ကြမယ်လေနော်ဟုတ်ပြီနော်ဆက်ချင်းတော့ကင်ရင်နေပေါ့နော်ဘာပြာဒီနေ့တက်ကြည့်တော့ချီးမွမ်းပါ၏ကျွန်တော်တို့ဒီမနေ့ကနေစနေ့လေညနေတိုင်အောင်ပို့ဆောင်ပေးလို့ကျေးဇူးတင်တယ်ဒီနေ့အမျိုးသားများမိတ္တဟာယဥဆောင်ခြင်းအပြင်ဒီနေရာမှာမိတ္တဟာယပြုလက်ရစားတောက်များသုံးဆောင်မှာဖြစ်ပါ၏ပြင်ဆင်ပေးတော့သူရောက်ချင်းစီတိုင်းပေါ်မှာအထူးပဲကောင်းချီးပေးသနာတော်မူပါအာမင်သုံးဆောင်တဲ့ခါမှာကိုယ်ကာယကျမ်းမာခြင်းဖြစ်စေတော်မူပါအာမင်ယေရှုနာမဖြင့်ကောင်းချီးပေးတဲ့သုံးဆောင်ပါ၏အာမင်စားရဲစားလို့ပုံကျိုးနေအာယုံဆိုင်တာဖယားကိုလည်းအာယုံဆိုင်တော့ဘာဖြစ်ဖြစ်အာယုံမဆိုင်အားတော့ဘူးအာယုံကြည့်ကြပါလို့ကျုံကြည့်တင်တာပြင်းလာပြီasa em na attack ke liya shebe ဆေးပဲဟုတ်တယ်တော့ကျွန်တော်တို့ဖက်မှာဆိုဒီလောက်အဆင့်ထိမရှိနိုင်ဘူးဟိုပါပဲပြန်ထားပါဒါဘာလဲ gas နဲ့လား gas နဲ့ဆရာတို့ကနိုင်ငံတည်တယ်ဒါ electric လားဟုတ်တယ်နိုင်ငံကြီးရနေရတယ်ဘာမှပေါ့နိုင်မနာအခုဆရာအဲ့ခါကြပါဦးဆရာနိုင်မနာတည်တယ်လေကျိုကမ်တော်တော့ကစီကန်ချင်းတင်လေမနေ့ဆိုဖြူးဆိုတော့အကုန်လုံးကြရပြီဆရာပြောင်းလဲလာတာဆရာရတာတော့ပြောင်းလဲသွားတာအဲ့ဒါဆရာခင်ဗျားဆူတောင်းပြီးတာပေါ့အမေသားဆိုလည်းသိကြည့်လို့တော့မသားဘူးနိုင်မနာအော်ပေါ်ကောင်းလေဒီလိုလေသူကမှတော့ထဲလာတယ်မသိသူထဲလိုက်တဲ့ဟာတွေကများတယ်တော့တုံးကြီးလို့သူကျတဲ့တင်လို့ဝိုင်းညပူလာမလားတော့ရှိတာတယ်ဟုတ်မင်းပိုပဲတင်လာတယ်အဲ့တော့နီးမကြည့်လို့တော့တဲ့ပဲနီးရှိရအရာတိုင်းမှာနီးရှိတယ်ဟုတ်လားခုနပြောတာလေ gift ဆိုတာပြရလေဒီမှာမရှိမှန်းပြောတဲ့နီးလေးရှိတယ်ပေါ့ဒီနေ့ဆရာတို့ကိုလိမ့်လေးနီးလေးရှိနေတာပေါ့ဒီနေ့ဆရာဒီလိုတရားဟောတာလေရာခုတ်တော်မှလိမ့်နေတာပဲတန်းစာပြပဲလိုက်ဆောက်တာဟုတ်တယ်ဆရာတော့တန်းစာထဲအတိုင်းပဲလိုက်နာတယ်တက်ဒီအနေနဲ့ဆက်တင်တော့ဒီနေ့တရားဟောတော့တာပေါ့ဟုတ်လားကျွန်တော်အကြောင်းပြီးမှာဟောဒီနေ့အကြောင်းကြည့်တာတော့တန်းစာထဲအကုန်လိုက်လာတယ်လေရာခုတ်တို့ယောဟန်တို့လားโอเคကျွန်တော်တို့ဒီအားလုံးကအပြည်တော်ရှိ main ministry ကဖြစ်ပါတယ်ဒီမှာ US က SBMC senior pastor ဆက်တင်နိုပေါ့နော်ဆက်တင်နိုနဲ့အတူပေါ့နော်ဒီမှာ barbecue လေးကင်ရင်နဲ့စားရင်နဲ့နိုင်မနာက office ကပြောရင်နဲ့ပေါ့ကျွန်တော်တို့စားရင်နဲ့ office ကပြောရင်စားရင်မရက်မနာပေါ့နော်မရက်တော့ကုန်သွားတယ်အဲ့ဒါအမီတာအမီနော်ကဲဘယ်လိုဖြစ်ဆက်တင်နိုကကျွန်တော်နည်းနည်းပြောစားလေးစီရင်တော့ပြောပြပါ office ဆရာလေးဖြစ်ဖြစ်ဝင်ကဆရာလေးဖြစ်ဖြစ်ဝင်ကလေးဆိုတာUS မှာ main ministry ရဘယ်လိုဘာတွေလောက်ကြလဲပေါ့နော် sharing ပေါ့နော်ဒီလိုရှင်ဖတ်မှာရှိတဲ့ main ministry တွေကဒီလိုလောက်ကြတယ်ဆိုတဲ့အားမျိုးလေးကိုလည်းလောက်ဆက်စကားလေးပါပြလိုက်ပါပေါ့နော်ကျွန်တော်
ဘန်ဒါဆိုတော့ကျွန်တော်ယူရဆရာကကျုပ် ဘာလဲလား ကျိုးယူလာတာတိပင်နေ ကျိုး ထဲမှာပုတ်ထားတယ် ကျဲရလည်းပါ ဟုတ်တယ်ဝမ်းတာတယ်ဒီနေ့ပေါ့လေအားလုံးအထူးသဖြင့်အမျိုးသားအဖွဲ့တွေကမိတ္တာဟာရဖွဲ့ဖေးလို့ကျွန်တော်တကယ်ပဲဂုဏ်ယူတယ်အထူးသဖြင့်ကျွန်တော်အတင်းတော်မှာကြတော့အားလုံးအိမ်ထောင်ဦးစီးတွေဆိုတော့လေနော်ဖခင်တွေဆိုတော့အားလုံးကခေါင်းဆောင်ဖြစ်တယ်ဒါဆိုအနည်းဆုံးကိုအိမ်ထောင်တော့ဦးဆောင်ရတယ်လေဆိုတော့ဒီဖခင်တွေကကိုအိမ်ထောင်ဦးဆောင်နိုင်မယ်တမာတရားနဲ့လမ်းပြနိုင်မယ်ဆိုရင်ဒါအတင်းတော်တစ်ခုလုံးကဒီအထဲမှာကျွန်တော်တို့ပျော်မွေ့မှာဖြစ်တယ်ဆိုတော့ဒီဖခင်တွေအားလုံးဒီလိုမျိုးစီစီလုံးလုံးနဲ့မေတ္တာရဖွင့်ချရတာအတင်းတော်ကိုပို့ပြီးတော့ခွန်အားဖြစ်စေတယ်နောက်ကြောထောက်ခံဖို့ဒါမျိုးသားအဖွဲ့အစည်းက main ministry ကအတင်းတော်ရဲ့နောက်ကြောထောက်ခံဖြစ်တယ်ဆိုတာတကယ်ပဲခံယူပါတယ်လို့ပြီးတဲ့ခါမှာကျွန်တော်တို့ကတော့အမျိုးသားကျွန်တော်တို့လုပ်တဲ့ပုံစံကတော့အမျိုးသားအဖွဲ့တွေကကျွန်တော်တစ်နှစ်မှာလူတယောက်ကို60ကောက်တယ်အဲ့ဒီ60ကောက်တဲ့ဟာကိုတာသနာပြုမြန်မာပြည်မှာမစ်ရှင်တစ်ခုကျွန်တော်ထောက်ပံ့တယ်အဲ့နှစ်ခုထောက်ပံ့တယ်အဲ့သုံးခုထောက်ပံ့တယ်ဒါပေမဲ့အခုကတော့တစ်ခုဖြုတ်လိုက်ပြီပထမပြီးခဲ့တဲ့နှစ်ဆိုရင်အိန္ဒိယမှာဆရာမနေမလေဘုရောတိမယ်အခုရောက် US ရောက်ပြီသူတို့မိသားစုထောက်ပံ့တယ်ပြီးတဲ့အခါမှာဆရာမချယ်ရီခိုင်ဆိုတာပုံပါသူကစကိုင်းဖက်မှာတော့ထဲမှာအဝင်ကြီးလေးလောက်တာသူ့လည်းထောက်ပံ့တယ်ပြီးတဲ့အခါမှာတရားကတော့ဆရာကံပီးသူကရန်ကုန်ကြောက်တန်းမှာလေဆရာကံပီးဆိုတော့ပူလမ်ပူရဲ့ရောက်ဖတ်တယ်လေဟုတ်တယ်နော်那是屋户嘅，ပူလမ်ပီရောက်ဖသူကလည်းကြောက်သားမှာအီဝင်ကလေးလုံနေတယ်သူ့ထောက်ပံ့မဲ့လို့မရှိဘူးဆိုတော့အမျိုးသားဖွဲ့ရအဲ့လိုမျိုးနဲ့ကျွန်တော်သာသနာပြုလုပ်ငန်းတွေမှာပါဝင်တယ်ပြောတို့တရားအနေနဲ့အမျိုးသားတွေကတော့ပုံမှန်တစ်လ2ခါ3ခါအစည်းအဝေးလုပ်တယ်ဒီတစ်ခါမှာဒီလိုပဲတယောက်နဲ့တယောက်တိုက်တွန်းခွန်အားပေးတယ်ပြီးတော့ကျွန်တော်အမျိုးသားထဲကနေတာကြီးနာကြီးရှိရင်အဲ့ဒီအမျိုးသားတွေကအမျိုးသားဖွဲ့ရတာဝန်ယူတယ်ဒီအထူးသဖြင့်ကျွန်တော်နာကြီးရှိတဲ့ခါမှာလူကများတော့လေလူကများတော့ဒီမှာဆယ်ရုပ်ပြီးရောက်ဖို့တော့ကျိုးဖျားเจ้าအခြေအနေတည်မယ်ပတ်ကင်မလောက်ဘူးအဲ့ခါကျအမျိုးသားတွေတာဝန်ယူတယ်အဲ့တို့ပတ်ကင်လော့မှာကားတွေဘယ်လိုစီရမယ်ဘယ်လိုထွက်ရမယ်စအကုန်လုံးအဲ့ဒါအမျိုးသား main ministry ဖွဲ့တာဝန်ယူတယ်အဲ့ပိုင်းမှာတို့ကအထူးသဖြင့်နာကြီးရှိပြီဆိုရင်တို့ကအကုန်လုံး security တာဝန်ယူရတယ်အဲ့ပိုင်းမှာကျွန်တော်တို့အဖျူတာဖွဲ့တဲ့တာဝန်ယူတယ်နာကြီးရှိပြီဆိုရင်တို့ကအာရှလုပ်တယ်အာရှလုပ်ပေးတယ် security လုပ်ပေးတယ်ပြီးရင် car parking တွေမှာတာဝန်ယူပေးတယ်ဆိုတော့အဲ့လိုပါဝင်ခြင်းအဖြစ်အတင်းတော်ရဲ့ကိစ္စအဝဝမှာမထောက်ကိုပြုတယ်ဗောနော်ပြီးတော့ကျွန်တော်တို့ကအပတ်တိုင်းကျွန်တော်တို့ဘုရားကျောင်းပြီးတဲ့ခါမှာအကျွေးမွေးရှိတယ်အကျွေးမွေးရှိတဲ့ခါကျတော့အဲ့ဒါအလက်အကျတန်ရှင်းလို့ရတယ်ဥပမာဒီလအမျိုးသမီးဆိုရင်နောက်လအမျိုးသားပြီးနောက်လလူငယ်တွေဆိုတော့တလဘုရားကျောင်းရဲ့တန်ရှင်းတွေတာဝန်ယူရဥခွက်ပကံဒီစီးတာစခုံစီခုံတင်းအစတန်ရှင်းအကုန်လုံးအဲ့လိုမျိုးနဲ့တာဝန်ခွဲယူတယ်ဆိုတော့အမျိုးသားအသေးလူကြီးတွေပဲမဟုတ်တော့ဘူးအမျိုးသားတွေအားလုံးအဲ့မှာဘုရားကျောင်းရဲ့တန်ရှင်းရစအကုန်လုံးတာဝန်ယူပြီးတော့အဲ့လိုအင်တိုက်အားတိုက်နဲ့ပါဝင်ကြတယ်ဒါတော့ကျွန်တော်တို့ရဲ့လှုပ်ရှားမှုပေါ့နော်အဲ့တော့ဒီတစ်ခုနဲ့တော့ကိုယ့်ရဲ့လှုပ်ရှားမှုကတူချင်မှတူမယ်ဒါပေမဲ့ကျွန်တော်တို့ကဒီလိုလှုပ်ဆောင်တယ်ဆိုတာတင်ပြချင်တယ်အဓိကတော့ကျွန်တော်တို့ကဝိညာဉ်ရေးရာမှာဝိညာဉ်ရေးရာနဲ့ပတ်သက်ပြီးတော့ပါဝင်တာဆိုတော့လေဒီအမျိုးသားတွေနှိုးထလာမယ်ဘုရားတရားမှာကြီးထွားလာမယ်ဆိုအတင်းတော်ကလည်းဒါလူနေနဲ့ဒီကနေကြီးထွားလာတာဆိုတော့ဒီအမျိုးသား main ministry တိတ်အရေးကြီးတယ်ဆိုတာကိုလည်းထပ်လောင်းပြီးတော့ပြောချင်တယ်နော်အခုလိုကျွန်တော်မိသားရဖွဲ့တာတိတ်တန်ဖိုးရှိတယ်နော်ဒါအတင်းတော်တစ်ခုလုံးအတွက်တကယ်နှွေးထွေးစေတယ်
ဒီအမျိုးသားဖွဲ့ရအတင်းတော်ရဲ့ကြောယူနောက်ခံပေါ့ဒီကပါဝင်တဲ့အရာဖြစ်တယ်အတင်းတော်လူကြီးမရဲ့မဟုတ်ဘူးနော်ဒီ main ministry မှာပါဝင်တဲ့သူတိုင်းရတကယ်တန်ဖို့ရှိတယ်ဆိုတာပြောချင်တယ်လို့ဆရာလည်းပြောပါ2025ခုနှစ်မှာ2025ခုနှစ်တောင်မှအခု February လလေအထိတောင်မှရောက်နေပြီပေါ့နော်ရောက်တော့မယ်ဆိုတော့2025ထဲမှာကျွန်တော်တို့ ministry အနေပြီးတော့မှဒုတိယအကြိမ်လို့ပြောမှာနော်ဒုတိယအကြိမ်ဆိုတော့man ministry မှာပါဝင်တဲ့ entire အားတိုင်းနဲ့ပေါ့နော်တကယ် active ဖြစ်တဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်တယ်လို့ပြောချင်တယ်ပြည်တဲ့အခါမှာအဲ့လိုဧည့်သည်ဆရာတွေဒီတစ်ခေါက်ဆရာကျွန်တော်လည်းအချိန်ညနေပိုင်းမှာတနေကုန်ဖြစ်နေပြီမဲ့ကျွန်တော်တို့လည်းအချိန်ယူပေးတယ် sharing လုပ်ပေးတဲ့အရာတွေတော့အထူးအတင်းတော်မှာလည်းကောင်းကြည့်ပြီးတော့ main ministry တို့လည်းကောင်းကြည့်ဖြစ်တယ်ပေါ့နော်ကျွန်တော်တနေနဲ့တနေတင်းတော်တစ်ပါးနဲ့တစ်ပါးလို့တဲ့ပုံစံတော့မတူဘူးဒါပေမဲ့တစ်ပါးနဲ့တစ်ပါးဟိုလည်းအတူယူလို့ရတာပေါ့နော်နော် idea တွေမှအစပေါ့နော်အဲ့ဒါတွေလည်းကြားရတဲ့အခါမှာအရန်ကောင်းတယ်ပေါ့နော်အဲ့ဒီအစားတောက်အကျွေးမွေးတွေပြီးတော့တာရေးနာရေးတွေမှာတကယ် man တွေတွေ့လို့ရှိရင်အင်ရှင်တွေပဲဖြစ်ဖြစ်နော်ဟို man တွေရှိတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှလူငယ်တွေပဲတွေ့တာထက် man တွေအများကြီးတွေ့တဲ့အခါမှာအင်ရှင်တွေအတွက်လည်းအရန်ခွန်အားဖြစ်တယ်ပေါ့နော်ဘိုးတော်ဆောင်ဆရာမတွေပဲမဟုတ်ပဲနဲ့ဆိုတော့အဲ့ဒါကျွန်တော်တို့အဲ့ဒါလည်းအခုဆရာကျွန်တော်ပြောတဲ့အခါမှာတကယ်ပဲကောင်းတယ်လို့ခံယူမိတယ်ပေါ့နော်ဆိုတော့တာရေးနာရေးတွေမှာပြီးတော့ဒီနေ့ဆရာအချိန်ပေးတယ်ကျေးဇူးတင်တယ်လာနိုင်တဲ့သူ12ယောက်ကျွန်တော်တို့2ယောက်နဲ့ဆို14ယောက်ပေါ့နော်ဆိုတော့ကျွန်တော်အများအားပြောလို့ရှိတယ်တမန်တော်12ပါးအများအား12ယောက်အများအားဖြစ်တယ်အများတော့အရှင်ဆိုတော့ကျေးဇူးတင်တယ်ဒီလိုကျွန်တော်တို့ကတော့ဒီလိုတွေ့နေပြီမဲ့အဲ့ဒီလိုတွေ့ပြီးတော့မိတ္တာရောက်ဖွင့်ခြင်းအပြင်တယောက်နဲ့တယောက်ပူရင်းနေတယ်တယောက်နဲ့တယောက်ကိုအခက်ခဲတွေပူပြီးတော့မှမြင်ပေးတယ်ပေါ့နော်အာတာချင်းအားနဲ့ချင်းအားလုံးကိုတယောက်နဲ့တယောက်တိတဲ့အခါမှာပူပြီးတော့မှဘယ်လိုဖေးမရမလဲဆိုတာတိတဲ့အခါမှာအရန်ကောင်းတယ်ပေါ့ကျွန်တော်ရဲ့ဆရာကြီးဆရာမတော်ကအဲ့လိုပဲအမြဲတမ်းဆရာတို့ဆိုတော့သူတို့နဲ့အတူတကက်ကြီးလာခဲ့တာဆိုတော့ပူတော်မှတိသေးတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးစားတော့ခေါ်တော့ပြီအားလုံးเนาะကောင်းဆောင်ပဲဖြစ်ပဲဒီကောင်းဆောင်တွေပဲဖြစ်အဲ့လိုစားတောက်ရင်းနဲ့မိတ္တဟာရဖွေးမအတူတွာလာခြင်းအပြင်လေတခါတလေတင်တန်းတရက်ထိုင်တာချက်ဟောလို့အတူတူကိုခရီးသွားတာပူပြီးတော့မှဟိုဘာလဲအတိဒီတယောက်နဲ့တယောက်နားလဲမှုတွေတော့ပူပြီးမှတိုးတက်တယ်ပေါ့เนาะတခါတလေနှုတ်ကပတ်တော်ပဲလေ့လာတဲ့အချိန်လေးရှိတော့တခါတလေအချင်းချင်းလေ့လာတဲ့အချိန်လေးရန်ကောင်းနှုတ်ကပတ်တော်တခုတည်းပဲလေ့လာပြီးတော့မှအချင်းချင်းမသိဘူးဆိုနားမလည်နိုင်ဘူးဆိုအဲ့ဒါလည်းအရန်ခက်တယ်ဆိုတော့ဟိုတခါတော့မိနစ်တုန်းကကျွန်တော်တောင်ပေါ်သွားတယ်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့ဒီအခါမှာတယောက်နဲ့တယောက်ဖေးမကူနေတယ်တယောက်ကဘယ်အပိုက်ကိုကျွမ်းကျင်တယ်တယောက်ကဘယ်အပိုက်ကိုလုံနိုင်တယ်စသဖြင့်ပေါ့နော်အားလုံးပါဝင်ခွင့်ရတာဖြစ်တယ်ဆိုတော့အဲ့ဒါကအရန်လှပတယ်ခြေစတော်ချီးမွမ်းတယ်ကျွန်တော်နှလုံးသားထဲမှာနှုတ်ပတ်တော်နဲ့ပတ်သက်တဲ့အရာတစ်ခုကျွန်တော်နှလုံးသားထဲမှာရှိနေလို့အဲ့ဒါလေးတစ်ချက်ကျွန်တော်တစ်ချက်ပြောချင်ပါတယ်လို့ဆရာလက်ခဏနေကြလို့ရှိရင်နှုတ်ပတ်တော်နဲ့ပေါ့နော်ပြောချင်တာရှိလို့ရှိရင်တစ်ချက်လောက်ပြောဆက်လက်ပြီးမှပြောပြပါလို့ကျွန်တော်ပြောချင်လဲဆိုတော့12နှစ်ရှင်လူကားတွေက12နှစ်တွေ့တုံနဲ့အမျိုးသမီးပေါ့နော်ရှင်လူကားတွေကဆိုတော့ယုံကြည်ခြင်းပေါ့နော်ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့မှအချက်3ချက်လေးပေါ့နော်ကျွန်တော်ပြောချင်တဲ့အရာပါလဲဆိုတော့ယုံကြည်ခြင်းကိုယ့်ရဲ့ယုံကြည်ခြင်းကကိုယ့်ပဲအရင် move စေတယ်ပေါ့နော်ကိုယ့်ပဲအရင်လှုပ်ရှားစေတယ်နော်ကိုယ့်ရဲ့ယုံကြည်ခြင်းကကိုယ့်ပဲကိုယ်တိုင်ပဲလှုပ်ရှားစေတယ်ထစေတယ်သူဆိုလို့ရှိရင်အဲ့ရပေါ်ကနေထစေတယ်နော်အဲ့မှာပဲဆက်မနေတော့ဘူးပေါ့နော်အဲ့မှာပဲသူကဒီနေရာမှာပဲငါဘိုးကအဆုံးတတ်တော့မယ်ဆိုတာမဟုတ်ဘဲနဲ့အဲ့ဒီယုံကြည်ခြင်းက
ကိုယုံကြည်ခြင်းကအရင်ဦးဆုံးကိုကိုပဲလှုပ်ရှားစေတယ်ထားစေတယ်ရှောက်လန်းစေတယ်ပြီးတဲ့အခါမှာဒုတိယကဘသူ့ကိုလှုပ်ရှားစေတယ်ဆိုဘုရားသခင်ကိုလှုပ်ရှားစေတာဖြစ်တယ်ကိုရဲ့ယုံကြည်ခြင်းကဘုရားသခင်တကူတော်ဘုရားသခင်လက်ယုံတော်ဘုရားသခင်လက်ရတော်လှုပ်ရှားစေတယ်ပေါ့နော်ပြီးတဲ့အခါမှာကိုယ်တိုင်လှုပ်ရှားတယ်ပြီးတဲ့အခါမှာဘုရားသခင်ရဲ့လက်ရတော်ဘုရားသခင်လက်ယုံတော်တကူတော်လှုပ်ရှားစေတဲ့ကိုယ်ယုံကြည်ခြင်းအပြင်လှုပ်ရှားတဲ့အခါမှာနောက်ဆုံးမှာအဖြေရလကပါလဲဆိုကုပြတနာကိုပပျောက်သွားစေတယ်ဆိုတော့ပထမက faith move us ပေါ့နော် faith move you your faith move you ပေါ့ပြီးလို့ရှိရင်ဒုတိယ faith move God ပေါ့ပြီးတော့တတိယမှာ faith move the problem faith move the mountain ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ယုံကြည်ခြင်းကအဲ့ရပေါ်မှာပဲမလဲစေပဲနဲ့ထပြီးမှရှောက်လန်းဆိုတခုခုလှုပ်စေတယ်ဒုတိယကဘုရားသခင်လက်ယုံတော်လှုပ်စေတယ်အဲ့ဒီအခါမှာကိုယ့်ရဲ့ပြဿနာတုံကြဗာလဲရွေ့သွားတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ယုံကြည်ခြင်းကတကယ်ပဲကိုယ်လည်းတဏှာရာကနေပြီးတော့မှမဖြစ်နိုင်တော့ဘူးမတတ်နိုင်တော့ဘူးဒီမှာပဲတည်တော့မယ်ဆိုတဲ့အခြေအနေကနေပြီးမှထပြီးတော့မှလမ်းလျှောက်စေတယ်ပေါ့နော်အဲ့ဒီခါမှာဘုရားသခင်ကသူ့ရဲ့တကူတော်လှုပ်ရှားဖို့ဖြစ်စေတယ်ပြီးတဲ့အခါမှာကိုမထင်ထားတဲ့ကိုဗာလဲလူအနေနဲ့ခွန်အားနဲ့ပညာနဲ့စေးနဲ့မတတ်နိုင်တဲ့အဲ့ဒီတုံကြီးကိုတကယ်ပဲ move သွားတယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒါကျွန်တော်တို့ဖခင်တွေဘာပဲဖြစ်ဖြစ်ယုံကြည်ခြင်းနဲ့မိသားစုဆက်လက်ပြီးတော့မှဦးဆောင်ရအောင်ဆက်လက်ပြီးတော့မှအတင်းတော်ထိတိုင်အောင်ကိုဆက်မိသားစုကိုယုံကြည်ခြင်းနဲ့တာရွဦးဆောင်တဲ့အခါမှာကိုပါဝင်တဲ့ကာလမှာအတင်းတော်မှာကူးဆက်သွားမယ်ပေါ့နော်လူဒီမီဒီစီမှာတာဒီမီဒီစီမှာကူးဆက်သွားပြီးတော့မှတကယ်ပဲကျွန်တော်တို့တွေအားဖြင့်တကယ်ပဲကိုဘာမှမဟုတ်ဘူးလို့ကိုဘာမှမဟုတ်ဘူးလို့မထင်ဘူးအရေးကြီးတယ်တကယ်ကိုဘာမှမဟုတ်ဘူးလို့လုံးမထင်ဘုရားသခင်ကကိုတကူပေးထားတဲ့အာနာပေးထားတဲ့အခွင့်ပေးထားတော့ဗောနော်အဲ့ဒါကိုယုံကြည်ခြင်းနဲ့မိသားစုအတင်းတော်ကိုဆက်လက်ပြီးတော့မှလက်တွဲပြီးတော့မှ Man Ministry မှာပါဝင်ရအောင်လို့အားပေးခြင်းပါတယ်အားလုံးကိုကျေးဇူးတင်တယ်ဖျာရှင်ကောင်းချီးပေးပါစေအာမင်ဆိုတော့ဆရာနေရနေပြီးတော့မှဟုတ်ကဲ့ပတ်တော်နဲ့ဟုတ်တယ်ကျွန်တော်ဖခင်တွေကအိမ်ထောင်ထဲမှာဖခင်တန်းရကိုအိမ်ထောင်အတွက်ပါစတာဖြစ်တယ်ပြီးတဲ့အခါမှာ prophet လည်းဖြစ်တယ် leader လည်းဖြစ်တယ် teacher လည်းဖြစ်တယ်ဆိုတော့ဒီ research လုပ်တဲ့အထဲမှာဘာတွေ့ရလဲဆိုတော့သားသမီးတွေအရင်ပြောင်းလဲတဲ့အိမ်ထောင်ကားတဲ့သူ့အိမ်ထောင်တစ်ခုလုံးကိုပြောင်းလဲနိုင်ဖို့ရန်10%လောက်ပဲရှိတယ်တဲ့မိခင်အရင်ပြောင်းလဲတယ်ဆိုရင်အဲ့ဒီမိခင်အရင်ပြောင်းလဲခြင်းအပြင်သူ့မိသားစုကိုပြောင်းလဲစေနိုင်တာက15-20%လောက်ပဲရှိတယ်တဲ့ဒါပေမဲ့ဖခင်တယောက်ပြောင်းလဲတယ်ဆိုရင်သူ့မိသားစုကိုပြောင်းလဲနိုင်စီတာ90%လောက်ရှိတယ်တဲ့အာမင်ဆိုတော့ဖခင်တယောက်ရဲ့ role လာလေယုံကြည်ခြင်းပိုင်းမှာတကယ်ထိရောက်တဲ့အရာဖြစ်တယ်တို့ရီသူဆိုပဲဖခင်တယောက်ကသူ့သားသမီးအိမ်ထောင်အတွက်သူလွမ်းမိုးနိုင်တာတခြားဟာနဲ့မတူဘူးအခုဒီကဘာအမေရိကမှာအတင်းတော်အကြီးဆုံး Liquid Chess ဆိုတာ George Austin တို့မိသားစုဖြစ်တယ်အဲ့မှာသူတို့ရဲ့မိသားစုရဲ့တက်တီခံချက်ကျွန်တော်တခါကြားတော့ပါစာ George Austin အငယ်ဆုံးသူကကိုက Dr. Paul Austin သူကဆရာဝန်ဖြစ်တယ်အဲ့နဲ့တနည်းကျတော့သူ့သားတယောက်ကတဲ့ Matthew ဆိုတဲ့တယောက်ကဆက်ကြော်တက်ဖြစ်လာတဲ့ခါမှာ depression ရပြီးတော့ကြောင်းလည်းမတက်ချင်ဘူးတဲ့စာလည်းမတင်ချင်ဘူးဒီတိုင်းပဲနေတာဆုံးမလို့လည်းမရအောင်အဖေဒီအတော်ဒီအကုန်လုံးကပါစတာတွေနာမည်ကြီးပါစတာတွေလေဒါပေမဲ့သူတို့မိသားစုမှာအဲ့ဒီမထူးဆိုတဲ့တယောက်ကခွိတ်ထွက်ပြီးတော့သူကကြောင်းလည်းမတက်အဲ့လိုနဲ့တော်လေးကိုမိသားစုထဲမှာကြရိတ်ရိုက်သွားတယ်ဒါပေမဲ့နောက်ပိုင်းမှာသူတို့တက်တည်ခန္ဓာသူ့အဖေ Paul Austin ကသူ့သားပေါ်မှာဘယ်တော့မှစိတ်သက်မကြဘူးတဲ့ဘယ်လိုပဲဖြစ်နေပါစေငါသားဘုရားတင်းကိုချစ်တယ်တင်းတနေ့ကျန်ဘုရားအသုံးပြုမဲ့သူဖြစ်တယ်ဆိုသူ့အဖေကသူ့သားကိုယုံကြည်ခြင်းအပြည့်နဲ့တွေးခေါ်တယ်တဲ့နောက်ဆုံးအချိန်လဲပေးတယ်
ကျောင်းဒီမှာ basketball တွေကစားမယ်ဆိုရင်လည်းသူ့အဖေကိုယ်တိုင်လိုက်ပို့အဲ့လိုနေရင်းနဲ့12နှစ်လောက်ကနေသူကျောင်းမတက်ချင်တာတနည်း16နှစ်လောက်အရွယ်ရောက်တဲ့ခါမှာသူဘယ်လိုလဲမသိပြောင်းလဲပြီးတော့လေကျောင်းပြန်တက်ချင်တယ်တဲ့ကျောင်းပြန်တက်ချင်ပြီးတော့မလုံးဝပြောင်းလဲပြီးတော့ကျောင်းပြန်တက်တယ် high school ပြီးတယ် college တက်တယ် college တော့မှရိုးရိုးတက်တာမဟုတ်ရှစ်နီ lawyer တက်ပြီးတော့အခုသူတို့အတင်းတော်ရဲ့ရှစ်နီလာလောက်တယ်တဲ့သူတို့အတင်းတော်ရဲ့ရှစ်နီတော့ဖြစ်သွားပြီအဲ့မှာသူတို့တင်တက်တီခါနာအော်ဖခင်သူကတက်တီခါနာငါအဖေကဖျားမြစ်တာကိုကျွန်တော်စီမှာပြတဲ့ခါမှာအချိန်တန်တဲ့ခါမှာကျွန်တော်အဲ့မြစ်တာကိုမခံစားမတုံ့ပြန်နိုင်တော့ဘူးတဲ့အဲ့မြစ်တာပဲနိုင်တယ်တဲ့ဆိုတော့အိုးဖခင်တယောက်ရဲ့မြစ်တာဟာဘယ်လောက်သားသမီးပေါ်မှာကြီးမားတယ်လေနော်ဆိုတော့ကိုယ့်ရဲ့မိသားစုထဲမှာဘုရားကျွန်တော်တို့ဒီလိုထားတာဖြစ်တယ်ဒါကြောင့်ကိုကသားသမီးတွေပေါ်မှာတစ်ချက်ပြောလိုက်တာကသူတို့ကနားမထောင်သည့်တိုင်အောင်ချက်ချင်းနားမထောင်သည့်တိုင်တအားထိရောက်တာဖြစ်တယ်ပြီးတဲ့အခါမှာကိုယ့်ရဲ့စက်ကပ်မှုပေါ့နော်ဘုရားတရားထဲမှာပါဝင်တဲ့ຢာကသူတို့အဲ့ဒါကိုပဲကြည်နေတာကျွန်တော်အိမ်မှာတခါဒီမီးခလုတ်ကျိုးလေ TV ပြတဲ့မီးခလုတ်ကျိုးကဒီလို on off လုပ်တဲ့ဟာကျွန်တော်ကုန်းဖို့ခက်တော့လေကျွန်တော်ခြေထောက်နဲ့ပဲပွင့်လိုက်ပိတ်လိုက်လုပ်တာအဲ့ဒါကျွန်တော်တားရလဲလေကြည့်ပြီးတော့သူအဲ့လိုပဲလုပ်မယ်ထင်တာသူလည်းခြေထောက်နဲ့ပဲပွင့်လိုက်ပိတ်လိုက်လုပ်တာအော်အဲ့မှာကျွန်တော်သဘောပေါက်တယ်အော်ကူလုပ်တဲ့တိုင်းလာလိုက်လုပ်နေတာသူတို့ကကြည့်နေတာခလေးတွေကလေဆိုတော့ဖျားเจ้าသွားတာတို့နော်အချိန်မှန်သွားတာတို့ပြီးအချိန်မှန်တစ်ခုခုလုပ်တာတို့ကခလေးတွေကသူတို့ကိုကြည့်နေတာချက်ချင်းသူတို့မတုံ့ပြန်ရတော့ငါဖေကဒီလိုလုပ်နေပါလားအချိန်တန်တဲ့ခါမှာလေအဲ့ဒီဟာကကျွန်တော်တို့သားသမီးတွေကိုပြောင်းလဲစေတယ်ပြီးတဲ့ခါမှာဒါဝိဒ်ဆိုရင်သူဂေါလေးကိုနိုင်တဲ့ခါမှာဆောလူကမေးတယ်ခမရအဖေဘယ်သူလဲတဲ့ဟုတ်တယ်နော်ဒါဝိဒ်ကလေဂေါလေးကိုနိုင်ပြီးတဲ့ခါမှာဆောဘရင်ကဆောလူကခေါ်ပြီးတော့နင့်အဖေဘယ်သူလဲလို့မေးတော့ငါအဖေကဘရင်ရဲ့အစီခံရစီဖြစ်ပါတယ်ဆိုပြီးပြောတယ်လေဆိုတော့တခုခုဖြစ်ပြီဆိုရင်ဘယ်သူသားသမီးလဲအဲ့လိုအရင်လာတာဟုတ်တယ်နော်ဘယ်သူသားသမီးလဲအရင်လာတာဆိုတော့တရားကြားဘေးကနေလာတယ်လေဆိုတော့ကိုဖခင်စီကနေလာတဲ့အစီအစဉ်တွေရာဖြစ်တယ်အဲကြောင့်ကိုအနေနဲ့သားသမီးတွေအိမ်ထောင်မိသားစုမှာတကယ်မေတ္တာကိုပြပြီးတော့မေတ္တာနဲ့တွေးခေါ်တဲ့ဖခင်တွေဖြစ်ဖို့နော်ပုံတက်တီကောင်းတဲ့တွေးခေါ်တဲ့ဖခင်တွေဖြစ်ဖို့တိတ်အရေးကြီးတယ်ဆိုတာနော်တိတ်ခံစားတယ်အဲ့လိုပြောလို့ကျွန်တော် perfect ဖြစ်တယ်လို့ပြောချင်တာမဟုတ်ပါဘူးအခုနလည်းဒီမှာအထောင်းပူတော့လည်းပြောတယ်ကိုမိဘတွေကကျွန်တော်တို့ကိုငယ်တုန်းကတွေးခေါ်ခဲ့တဲ့ຢာတွေကလေအခုချိန်မှာပြန်ပြီးတော့ memory ဖြစ်တယ်ကျွန်တော်ဆိုရင်ကိုဖေတွေကတွားချင်းမတွားချင်းဖျားเจ้าခေါ်သွားတယ်ဒါခါစီဆိုရင်ဖျားเจ้าမှာအိတ်တာအဲ့အပြန်ကြံ့ဖေတွေကကုန်းပူးပြီးတော့အိမ်ပြန်သွားတယ်ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့ကို memory ဖြစ်စေတယ်ဖျားเจ้าသွားဖို့ပြီးတော့ဖျားเจ้าသွားရင်လည်းအချိန်မှန်ဖို့အဲ့ဒါအဖေကပဲတင်ပေးတာကျွန်တော်ဖျားเจ้าသွားပြီးနောက်ကျတယ်ဆိုတော့ကျွန်တော်တွေ့လေဒါခက်တယ်နောက်ကျပြီဆိုရင်ကျွန်တော်တရားတော်မဟောတတ်တော့ဘူးဒါဘယ်ကနေလာဆိုအိမ်ကနေတင်ပေးတဲ့အလိုလိုနဲ့ဖြစ်လာတာနော်ဘယ်ကနေလာလဲဆိုတော့ဖခင်ရဲ့တင်ချင်းဆိုတော့ကျွန်တော်တို့အခုချိန်မှာအားလုံးကအသက်ငယ်ရွယ်တဲ့သူရှိမယ်ကြီးတဲ့လူလည်းရှိမယ်ဘယ်လိုပဲဖြစ်နေပါစေအခုချိန်မှာကျွန်တော်တို့ရဲ့စက်ကချင်းပါဝင်ချင်းဟာကုသားသမီးတွေမိသားစုတွေကိုရဲ့ပတ်ဝန်းကျင်ဟာကျွန်တော်တို့ကိုကြည်နေတယ်ဒီအတိုင်းပဲတနေ့ကျရင်တို့ကလည်းလိုက်လာမယ်ဆိုတော့နော်အားပေးတိုက်တွန်းခြင်းတယ်လို့ဆိုတော့ယုံကြည်ခြင်းမှာကျွန်တော်ခိုင်ခံ့ပြီးတော့မိသားနဲ့တွဲခေါ်မယ်ခလေးတွေကလည်းတခါလေကိုကြိုက်တယ်လို့တော့မဖြစ်ဘူးလေနော်ခလေးတွေကျွန်တော်တားဆို12နှစ်ရှိပြီနည်းနည်းပြောင်းလဲလာပြီအားလုံးကပြောတယ်73 14ဆိုနည်းနည်းပြောင်းလဲလာအောင်မယ်နော်တဲ့ဒါပေမဲ့အဲ့ဒီချိန်မှာလည်းကျွန်တော် treat တဲ့ပုံစံတစ်မျိုးနဲ့တွဲခေါ်ရမယ်အခြေအနေဖြစ်တယ်ဆိုတော့အဲ့ဒီချိန်မှာကျွန်တော်သားသမီးတွေမိသားစုကိုတွဲခေါ်နိုင်ပြီးတော့မေတ္တာနဲ့တကယ်ဖခင်မေတ္တာနဲ့တွဲခေါ်မယ်ဆိုရင်ကိုမိသားစုမှာတကယ်လုံခြုံမယ်ဆိုတာနော်ထပ်လောင်းပြီးတော့အပိတိုက်တွန်းချင်ပါတယ်လို့ရောက်စီတိုင်းအတွက်ဖခင်တခင်ကောင်းချီးပေးပါစေအာမင်အာမင်အာမင်